ရန်ကုန်မြို့ပြင်ဟာလက်ထက်စီအောင်ဟောင်းကြီးတစ်ခုမှာကျမတာဝန်ချခဲ့ပါတယ်ဒီအဖြစ်ဖြစ်တဲ့နေ့ကကျမနိုင်ကျူတီကြားနေတဲ့နေ့ပါညတနာရီကျော်တဲ့အချိန်ဖြစ်လို့ဆေးရုံဆောင်တစ်ခုလုံးတိတ်ဆိတ်နေပါတယ်လူနာတွေကလည်းအိမ်မော်ကျနေကြပါပြီအဖေါ်သူနာပြုမမကြီးကမိတဲ့ရေငါခဏလောက်မေးလိုက်အောင်မယ်တခုခုစုနိုးလိုက်တော့အဲ့လိုပြောပြီးနားနေခံတဲ့ကိုဝင်သွားပါတယ်ကျမတယောက်တည်းသူနာပြုကောင်သားမှထိုင်ပြီးဈေးမဲ့တန်းတွေကိုမီးရောင်မဲအောက်မှာဆေးဆေးနေခဲ့တယ်အဲ့ဒီချိန်မှာကောင်သားကခေါင်းလောင်းတန်ကမိလာပါတယ်မော်နီတာကိုကြည့်လိုက်တော့ကတင်နံပါတ်7နဲ့ကျမရင်ထဲအေးကနေတော့ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ကတင်နံပါတ်7ကလူနာအဖိုးကြီးကဒီညနေ6နာရီလောက်ကပဲဆုံးပါသွားခဲ့ပါတယ်လူနာအသက်တော်မတင်ရသေးတဲ့ကတင်လွတ်ကြီးမလို့ပါခလုတ်ညာညံ့နေရလားဆိုတဲ့အသွေးနဲ့ကျမကတင်7နှစ်စီကိုရှောက်သွားလိုက်တယ်ဈေးရုံဆောင်ရဲ့အစွန်ဆုံးနားမှာရှိတဲ့အဒီကတင်ဟာလိုက်ကာတွေဆွဲထားပြီးမောင်ရိပ်ကျနေပါတယ်ကျမလိုက်ကာတွေဆွဲခွင်းလိုက်တဲ့အခါဘယ်သူမှမရှိပါဘူးကတင်ပေါ်မှာအခင်းဖြူကလည်းတည်တည်တက်ပါပဲကျမလည်းခေါင်းလောင်းခလုတ်ကိုစစ်ဆေးပြီးပြန်ပိတ်ခဲ့တယ်ဒါပေမဲ့ကောင်တာကိုပြန်ရောက်ပြီးထိုင်လိုက်ရတဲ့တပြိမ်နက်အတန်ထက်မိလာပါတယ်ဒီတစ်ခါတော့ကျမနည်းနည်းတုန်လှုပ်သွားပါတယ်ကတင်7နှစ်စီကိုအကြီးပိုးလိုက်တဲ့အခါကတင်ဘေးကအောက်ဆီဂျင်ဘူးကြီးကဘယ်သူမှမကင်ပဲလေထွက်နေတဲ့အတန်ကိုကြားလာရပါတယ်အဲ့ဒီဘူးရဲ့လေချိန်ကြီးတဲ့ခလုတ်ကသူ့အလိုလိုလဲနေအောင်ကျမမြင်နေရတယ်ကျမစိတ်ထဲထင်နေရများလားကျမအဲ့ဒီနာကိုမသွားရဲတော့ပဲကြောင်ကြည့်နေတော့မှကတင်7နှစ်စီကနေအသက်ရှူရခက်ခဲတဲ့လူတစ်ယောက်ရဲ့အတန်မျိုးနဲ့ညီညွတ်တန်ကိုကြားလိုက်ရပါတယ်အတန်ကအရန်ကိုတိုးပြီးတော့အကွဲနေတယ်ကျမခြေပြားလက်ဖြားတွေအေးဆက်နေတယ်အကတင်နံပါတ်7နှစ်စီကလူနာမဆုံးခင်ကျမပဲတာဝန်ချခဲ့တာပါသူဟာလူနာဖြစ်နေတဲ့တခြားလုံးရေအရန်တောင်းခဲ့ပေမဲ့ခွဲစိတ်ထားတာကြောင့်ရောအဆိုင်ပြဿနာကြောင့်ကျမတို့ကရေတစ်စမ်းမှတိုက်ခွင့်မရှိခဲ့ပါဘူးခွန်းလင်းနဲ့နှကန်းကိုတို့ပြီးအောင်ပဲလှုပ်ပြီးခဲ့ရတာပါအခုတော့အဲ့ဒီအတန်ကလေထဲမှာဝဲနေတယ်လို့ပဲအဲ့ဒီနောက်မှာဆေးရုံဆောင်ရဲ့ကျမ်းမြင့်ပေါ်မှာလမ်းလျှောက်နေတဲ့အတန်ကိုကြားလိုက်ရတယ်ဖက်နှက်ကိုတိုက်ပြီးလမ်းလျှောက်နေတဲ့အတန်ကကျမရှိတဲ့ကောင်သားစီကိုတဖြည်းဖြည်းလျှောက်လာနေတယ်လို့ပါပဲအတန်ကကောင်သားရှေ့မှာရပ်သွားပါတယ်ဘဒုမှမမြင်ရပေမဲ့ကျမရှိတဲ့မှာလူတယောက်ရက်နေတယ်လို့ခံစားချက်မျိုးလေထူးကလေးလံလာပြီးအသက်ရှူရတာကျက်လာပါတယ်ကောင်သားပေါ်မှာတင်ထားတဲ့ရေဖန်ခွက်တွေကရေတွေဟာဘဒုမှမကင်ပဲလှုပ်ခတ်သွားပါတယ်ကျမကြောက်လွန်လို့မျက်စိမိတ်ပြီးအဖိုးလိုချင်တဲ့ရေကိုမနဲ့ကြရင်တန်ကားတော်တွေကိုလူပြီးအမျှဝေပေးပါမယ်အခုတော့နားပါတော့လို့စိတ်ထဲကနေတိုင်တယ်လိုက်မိတယ်အဲ့လိုတိုင်တယ်ပြီး9မိနစ်လောက်ကြာမှာတော့အခန်းထဲကအေးဓာတ်ကတဖြည်းဖြည်းလျော့သွားပြီးအရာအလုံးပြန်ငြိမ်သက်သွားပါတယ်အောက်ဆီဂျင်ဘူးကလည်းအတန်အရက်သွားသလိုခေါင်းလောင်းလည်းထပ်မမီတော့ပါဘူးမနေ့လင်းတော့ညကအဖြစ်ပြက်ကိုအဖေါ်မမကြီးကိုပြန်ပြောပြမိတယ်မမကြီးကတက်ပြင်းချပြီးကရင်စက်နှစ်အောက်ကိုငုံကြည့်လိုက်တဲ့အခါအဲ့ဒီမှာအဖိုးဦးမနီကစီးခဲ့တဲ့ပလတ်စတစ်ဖက်နှက်အစုပ်လေးတစ်ဖက်ကျန်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီဖက်နှက်လေးကကျမညကကြားခဲ့တဲ့လမ်းလျှောက်တန်အသိကျမ်းမြင့်နဲ့ပုတ်တိတ်ထားလို့ဖက်နှက်ဖနှောက်လေးကပုံနေအောင်မြင်လိုက်ရတဲ့အချိန်မှာကျမကြက်တီးတစ်ခုလုံးထသွားပါတော့တယ်